ရှင်မင်းကအယူသီးမှုတွေကိုစွန့်လွတ်ပြီးတိတ်ပံတဲ့တင်ချာကိုလေ့လာဖို့ပြောတယ်။ဒါပေမဲ့ကြီးကဲကကန့်ကွက်တယ်။တင်ချာဆိုတာလည်းအယူသီးမှုတစ်ခုပဲ။ဥတဘာဝတရားကိုညီမျှခြင်းတွေနဲ့နားလည်ဖို့မဖြစ်နိုင်ဘူးတဲ့မိုးခေါင်ရတဲ့အကြောင်းရင်းကကောင်းကင်ကရှင်မင်းကိုအမျက်ထွက်လို့ဖြစ်ပြီးမိဖုရားနဲ့ထုံတန်းဆန်လာအတိုင်းပြုလို့မှသာမိုးရွာမယ်လို့ပြောတယ်။ဒန်နီကအစည်းအဝေးကနေခိုးထွက်ပြီးဖုန်းရှာပေမဲ့ဖမ်းမိပြန်တဲ့ရှင်မင်းကသူမကိုချက်ချင်းကွတ်မဲ့ဖို့အမိန့်ချတယ်။ကျေးဇူးပြုပြီးခဏဆောင်ပါကျမအနာဂတ်ကလာတဲ့ကျောင်းသူပါမတော်တဆရောက်လာတာပါ။တမိုင်းအကြောင်းအများကြီးသိတယ်လို့ပြောပေမဲ့အလုံးမဖြစ်တော့တင်ချာလဲတော်တယ်လို့ထပ်ပြောလိုက်တယ်။စိတ်ဝင်စားသွားတဲ့ရှင်ဘရင်ကကွတ်မဲ့တာကိုရန်နာပြီးတက်သေးပြဖို့ပြောတယ်။ပု္ပ္ပစာတစ်ခုပေးလိုက်တယ်။အစပိုင်းမှာဒန်နီနားမလဲပေမဲ့မြန်မြန်ဖြေရှင်းပြလိုက်တယ်။ရှင်ဘရင်အံ့အားသင့်သွားတယ်။ပထမဆုံးတပိတ်ကရှင်ဘရင်ကိုယ်တိုင်ဖြစ်ပြီးသူကနန်းတောင်မရေတက်တာကိုဒန်နီအံ့အားသင့်သွားတယ်။ကနန်းအခြေခံကနေစတင်ပေးရတယ်။နောက်ဆုံးပြိုင်ပွဲမျိုးကဂီတပညာရှင်နဲ့တင်ချာပြိုင်ပွဲအတွက်ပြင်ဆင်ကြတယ်။မှားရင်ဒန်နီကစိတ်တူပြီးရိုက်တောင်ရိုက်မိတယ်။ကိုရန်တော်တွေဝင်လာပေမဲ့ရှင်ဘရင်ကရေပြီးလွှတ်လိုက်တယ်။ဖျားလာရင်တင်ချာစာရွက်တွေဝတ်ထားရတယ်ရော။ဂီတလေးကျင့်နေတယ်လို့ဟန်ဆောင်ရတယ်။ဒီနေ့ဒန်နီပိုက်စာနေတာကိုမြင်တော့ရှင်ဘရင်ကအတူစားဖို့ဖိတ်တယ်ဒါပေမဲ့ဒနီကအစားမကြိုက်လို့မိဖို့ကန်ကိုခေါ်သွားပြီးသူမအိတ်ထဲကပစ္စည်းတွေနဲ့ခောက်ဆွဲခြောက်ကြိုပြီးကျွေးတယ်ရှင်ဘရင်ကြိုက်သွားတယ်ရေတောင်မတောက်ပဲစက်တာကိုကြိုက်တယ်လို့ပြောတယ်နောက်နေ့မနက်နန်းတော်တစ်ခုလုံးအော်တန်နဲ့နိုးတယ်ဒနီသွားကြည့်တော့ရှင်ဘရင်ကသူမကြိမ်ဆဲလိုက်တယ်ထင်ပြီးကွယ်တစ်ခုကတ်ထားတယ်ဒန်နီကငရုတ်သီးဆက်လို့ဘိုက်နာတာပါဘာမော်ပညာမှမဟုတ်ဘူးရှင်းပြတယ်အစာအိမ်ဆိုတာဘာလဲကစပြီးခန္ဓာကိုယ်အကြောင်းသင်ပေးရပြန်တယ်နောက်တနေ့ရှင်ဘရင်ကလိန်မော်သီးတစ်လုံးပေးတော့ဒန်နီကကျေးဇူးပဲလို့ပေါ့ပေါ့တန်တန်ပြောလိုက်တယ်ရှင်ဘရင်စိတ်ဆိုးသွားတယ်ဂျိုဆန်းလူမျိုးဆိုဒီလိုအသီးမျိုးအ ਨੇ ဆုံး3ရက်လောက်တင်ထားရတယ်ကျေးဇူးတည်တတ်မှုမရှိဘူးလို့ဆိုတယ်